လို့ကြိုက်တယ်မချမ်းပါဒီမှာသမီးရဲ့ဒီအယုတ်ကောင်ဖေဖေကိုပြောပြပါအောင်တရုတ်စီပြပါဦးသမီးလေးရဲ့ရုပ်တွေကိုဖေဖေကိုပြပါအောင်အဲ့ကောင်ဘာရုပ်တုံးအဲ့ဒါဘာရုပ်တုံးဒီကောင်ရုပ်ပြီးတော့ထိုးရရရောခေါင်းကြီးတခြားပြတခြားပြပါအဲခေါင်းကြီးဟုတ်ပြီခေါင်းကြီးနဲ့ချမ်းသာနဲ့ခေါင်းကြီးအဲ့ဒါဘာကောင်လဲခွေးရုပ်တခြားပြပါရုပ်ကိုခွေးရုပ်ကိုတခြားကြအဲ့ဒါဖင်ရမပြဘူးလေဒီဟိုကင်မရာကိုပြရတယ်လေတခြားပြလေခွေးကောင်ဟောင်းလို့ခေါ်တာဘလို့အော်ရတော့အော်ပြပါဦးငေါအဲ့ကဘာအကုတ်ကိုင်းတာဘာရုပ်တော့ယုံကဘလို့အော်ရတော့ယုံကဘလို့အော်ရတော့ယုံလို့အော်ပြပါဦးတီးယုံလို့အော်ရမတီးဘူးပေါ့အဲ့ဒါရုပ်ကြီးကျန်သေးလားမီးကောင်တခြားပြပါမီးကောင်ဟုတ်လို့လားတခြားပြပါမီးကောင်လေဟုတ်လားအဲ့ဘာလို့တပြည့်သီးစားလို့ရလားတပြည့်သီးကစားလို့ရလားရတယ်အခုဘာလုပ်နေရတော့နောက်ကြံသေးလားရုပ်ကြံသေးလားကြံသေးတယ်ဘာရုပ်ကြီးတော့အဲ့ဒါဘာရုပ်ကြီးတော့လက်ကြံဩနောက်ပြတော့ဘာလုပ်သွားအောင်မှာတော့ချမ်းသာဟာအဲ့ဒါဘာတွေတော့ချမ်းသာနောက်ဘာတွေချစ်သေးတော့ရွစောနေတာလားအဲ့ဘာလုပ်မှာတော့ဈေးဝယ်သွားမှာလားအဲ့ဒီပုံကဘာလုပ်မှာတော့သူ့ဘိုးခုဘာလုပ်မှာတော့စော့မှာလားဈေးဝယ်သွားမှာလားရုပ်တင်နဲ့စော့မှာလားဘယ်လိုစော့မှာတော့ရုပ်တွေကဘယ်လိုစော့မှာတော့ဘာမှမဆော့ဘူးကြာဟေးဟယ်လိုအေးကြားတယ်ဘာလို့တော့ညကိုတက်လာ ਈ နော်ဟောအေးလမ်းသုံးတဲ့ဘယ်ရောက်ပြီလို့အခုက40